ခင်မွန်ဖြစ်သူအကိုထွန်းရဲ့မွေးနေ့မှာစတူဒီတာအလှလုပ်ခဲ့တဲ့ပိုးကြဖြူခင်ပရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင်။ MRTV4 မင်းသမီးတွေထဲမှာဆိုရင်တော့ပိုးကြဖြူခင်ကအတော်လေးကံကောင်းသူလို့ပြောလို့ရမှာဖြစ်ပါတယ်။သူမအဆိုရင်တော့တထေးကြီးကိုလက်ထပ်ရတဲ့အပြင်သားသမီးများစွာကိုလည်းပိုင်ဆိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ပိုးကြဖြူခင်ကတော့အရင်ကအမှုပညာကိုယူသွလွန်လို့အမှုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့တာဖြစ်ပြီးသူမဟာလည်းဇလံတွဲပေါင်းများစွာကိုရိုက်ကူးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမဟာအကိုထွန်းနဲ့ရပြီးနောက်ပိုင်းမှာတော့အမှုပညာအလုပ်တွေကိုမလုပ်တော့ဘဲအမှုပညာအလုပ်ကနေအနားယူလိုက်တာဖြစ်ပါတယ်။သူမဟာဆိုရင်တော့သားသမီးတွေကိုထိန်းချောင်းရစီးပွားရေးကိုလည်းလုပ်ကိုင်ရတာကြောင့်အတော်လေးကိုမှပင်ပန်းပြီးအမှုပညာအလုပ်တွေကိုဆက်မလုပ်တော့တာဖြစ်ပါတယ်။အမှုပညာနယ်ပယ်ကလည်းစိတ်ရှုပ်စရာကောင်းပြီးတော့အမြဲတမ်းစောင့်ကြည့်ခံရတာကြောင့်စိတ်ကျဉ်တက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းပိုးကြဖြူခင်ကတော့အမှုပညာလောကကနေထွက်ပြီးသူ့ကိုစိတ်ချမ်းသာမှုပေးတဲ့ယောက်ျားဖြစ်သူနာမှာကတ်ရွှဲပြီးအချစ်ခံနေရဖြစ်ပါတယ်။ပိုးကြဖြူခင်ကိုလည်းတိုက်ခိုက်သူတွေများစွာရှိရာဖြစ်ပြီးသူမကတော့ဘာကိုမှကြိုးမဆိုင်ပဲနဲ့သူမနေထိုင်တတ်တယ်လို့ပဲပုံမှန်နေထိုင်ပြီးဖြတ်တန်းနေရဖြစ်ပါတယ်။ပိုးကြဖြူခင်ကတော့အကိုထွန်းနဲ့ရမှာတကယ့်ကိုအချစ်ခံရပြီးကံကောင်းလာခဲ့တာဖြစ်ပါတယ်။သူဟာဆိုရင်တော့အလုပ်တွေလည်းစူးစမ်းတာကြောင့်သူတို့စိန်ဆိုင်ကြီးကလည်းအတော်လေးရောင်းရတာဖြစ်ပြီးမန္တလေးမှာဆိုရင်တော်တော်လေးကိုအောင်မြင်လာတာဖြစ်ပါတယ်။စီးပွားရေးကိုလည်းစူးစမ်းသလိုနှစ်ယောက်သားကလည်းအလူတန်းတွေကိုဆိုရင်အမြဲမပြတ်လူတန်းခဲ့တာဖြစ်ပါတယ်။အလူတန်းအပေကံဘယ်တော့မှလက်မနေသလိုရှေ့ဆုံးကနေပါဝင်လှူဒန်းတာဖြစ်ပါတယ်။သူတို့ဟာဆိုရင်လည်းအမြဲတမ်းဘူဖေးအဝစားဆိုပြီးလူအယောက်900ဒါမှမဟုတ်1000စာလောက်ကိုအမြဲတမ်းကျွေးနေရဖြစ်ပါတယ်။တစ်နှစ်မှာမကျွေးဘူးဆိုရင်4-5ခါလောက်တော့အမြဲတမ်းကျွေးတာဖြစ်ပါတယ်။အခုလည်းအကိုထွန်းရဲ့မွေးနေ့ဖြစ်တဲ့လူအယောက်900စာကိုကြာစံကျော်ဘူဖေးကျွေးခဲ့တာဖြစ်ပါတယ်။အမြဲတမ်းလည်းထမင်းအလှလုပ်သလိုဒူးရင်သီးလည်းဘူဖေးကျွေးတာဖြစ်ပြီးအခုတခါမှာတော့ကြာစံကျော်ကိုဒါနပြုခဲ့တာဖြစ်ပါတယ်။ပိုးကြဖြူခင်ကတော့ခင်မွန်ဖြစ်သူကိုလည်းချစ်တယ်လို့အမြဲတမ်းလည်းခင်မွန်ကိုနားလည်ပေးသူတစ်ယောက်ဖြစ်ပါတယ်။စနိုက်ကြော်တွေများတဲ့ခေတ်ကြီးမှာသူမယောက်ျားသူများနောက်ပါမသွားအောင်လေ Happy Birthday 9ယောက်ျားဆိုပြီးတော့မွေးနေ့ကိတ်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ပိုးကြဖြူခင်ကတော့အကိုထွန်းချစ်တာကိုခံရပြီးသူမကလည်းအကိုထွန်းကိုပြန်လည်ဖြည့်ဆည်းပေးရဖြစ်ပါတယ်။အကိုထွန်းဘက်ကပါလာတဲ့သားသမီးတွေကိုလည်းသူမဟာသူမမွေးထားတဲ့သားသမီးတွေအတိုင်းချစ်ပေးဂရုစိုက်ပေးရကြောင်းအကိုထွန်းကအချစ်ပိုရတာဖြစ်ပါတယ်။သူမတို့နှစ်ယောက်ကတော့အမြဲတမ်းစူးစမ်းနေသူတွေဖြစ်ပြီးစီးပွားရေးလည်းအမြင်ရှိကြသူတွေဖြစ်ပါတယ်။တယောက်နဲ့တယောက်လည်းအမြဲတမ်း surprise တိုက်ကြတာဖြစ်ပါတယ်။သူတို့မိသားစုလေးကတော့ကလေးတွေနဲ့ပျော်ရွှင်တဲ့မိသားစုလေးပဲဖြစ်ပါတယ်။အခုလည်းသူတို့အလှူဒန်းလုပ်တာတွေကိုပရိသတ်တွေလည်းပီတိဖြစ်အောင်ပြန်လည်မျှဝေလာခဲ့တာဖြစ်ပါတယ်။နေ့စမှာအလှူဒန်းလုပ်ပြီးပြီဆိုတော့နောက်ထပ်လည်းထပ်မံပြီးတော့လှူဒန်းသွားအောင်ပါလို့ပြောလာခဲ့ပါတယ်။နှစ်ယောက်သားကတော့အလှူဒန်းမှာဆိုရင်ဘယ်တော့မှလက်မနေရသူတွေဖြစ်တဲ့အတိုင်းပဲအလှူရည်ဆက်လက်နဲ့မကွာအမြဲတမ်းလည်းအလှူဒါနပြုကြတာဖြစ်ပါတယ်။အိမ်သားတွေရဲ့မွေးနေ့တိုင်းလည်းအမြဲတမ်းစတူဒီတာကျွေးနိုင်အောင်ကြိုးစားသွားမယ်လို့လည်းပြောလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေလည်းအကိုထွန်းတို့ကိုဘယ်လိုမြင်လဲဆိုတဲ့အမြင်လေးတွေကိုလည်းပြောပြသွားကြပါအောင်ရှင်။